လိုလာခဲ့ရာသီရဲ့မြရှာရှင်ပေးရတဲ့ရာစင်ဒီလိုပြန်ရပေးရတဲ့ကြည်လင်းကန်လက်ကန်နဲ့ဘလို့ပြန်ထွက်တဲ့ရာစင်ပေးပြီဟိုးပြီညဘယ်လိုလဲတဲ့ဒီ39နှစ်မှာဦးဆောင်ရရှိခဲ့ဖြစ်ပါတယ်ဒီကိုတော့ဒီလာတိုက်စစ်ကရာစင်ဒီတော့ဒီကိုတွေ့ထားတဲ့ဒီလိုဖြစ်တယ်ညမရှိတော့ပြေးရတယ်လာလာတော့ခင်ဗျာဒီတော့ရာစင်မဲ့ပရိယာတွေမှာတက်ထားတယ်ကန်နေဟိုးလေခင်ဗျာမပင်ရရှိလာတဲ့ကိုယ်ပါတစ်စင်းဘယ်ကနေ3မိနစ်ကျော်လို့နေပါပဲဘယ်ကနေတဲ့အပြင်ရဲ့ဘာတိုက်စစ်မှုရာစင်ရှိလာတဲ့ကိုယ်ကိုကောင်းကောင်းချပြီးတော့ပြင်ကိုရောက်နေကြတာဖြစ်တယ်ခင်ဗျာရာစင်ကတော့ဒုတိယရှာတီဘက်မှာဘယ်ကနေတဲ့အပြင်ကိုရောက်ရှိလာခဲ့တဲ့ပြီးတော့ကျွန်တော်ဆွေးနွေးနေတဲ့တင်အပြန်လေးပြဖို့ထားတဲ့ရာစင်ရတာဒီလက်ကန်နေကိုဘီညာဆွေးနွေးနေတဲ့တင်တိုက်စစ်သမားရာစင်တင်တော့ပြေးလိုက်နေ19မိနစ်ကျော်မှာတင်တော့ဥဆောင်ကိုတင်ပေးထားနေကြရဖြစ်ပါလိမ့်ဒီကြတဲ့ပြဖို့ဝင်စစ်ရာစင်တင်တော့ကိုတင်ပေးထားနေဖြစ်ကျွန်တော်ဆွေးနွေးနေတဲ့တင်အပြန်လေးပြဖို့ထားတဲ့ရာစင်ရတာဒီလက်ကန်နေကိုဘီညာကိုင်းနေတဲ့တင်တိုက်စစ်ကမှရှာစင်းဒီတော့အဲ့ဒါကိုကိုမြကြောက်မှာဒီတော့ဆောင်းကိုပြီးပြီးနေရတယ်ကိုရဲ့တဲစင်ကိုရှိတယ်ဒါတော့ရှိလို့မာနီကရီရဲ့ဒီလိုပြောတဲ့တိုင်းနေတဲ့ရန်ကုန်ရဲ့ဒီလိုပွဲတွေမရှိရင်ဒါတော့ရှိလို့ညဒီတော့ကိုရဲ့တဲစင်ကိုရှိတယ်ဒါတော့ရှိလို့မာနီကရီရဲ့ဒီလိုပြောတဲ့တိုင်းနေတဲ့ရန်ကုန်ရဲ့ဒီလိုပွဲတွေမရှိရင်ဒါတော့ရှိလို့ညဒီတော့ကျွန်တော်ရာစင်ရထားသေးတယ်များတစ်ဖက်ချင်းအေရီယာထဲမှာအဝေးကကန်တယ်ဂိုးတယ်ခင်ဗျာအခုဆိုတော့ဇွဲကပင်ယူနိုက်တက်အသင်းကဦးဆောင်ကိုရရှိခဲ့ဖြစ်ပါတယ်ဒီဂိုးတော့သူတို့တင်းအားထားတဲ့တိုက်စစ်ကစားသမားရာစင်ကသွင်းယူပေးခဲ့တာပဲဖြစ်ပါတယ်ပွဲစားချင်း3မိနစ်ကျော်မှာပဲဇွဲကပင်ယူနိုက်တက်အသင်းကဦးဆောင်မမောင်ဝင်းရဲ့ပေးပို့ချက်ကိုတစ်ဖက်တင်းရဲ့ခံစစ်ကစားသမားတွေကြားထဲကနေရာစင်အခုလိုမျိုးလှလှပပইভানের ক্রস কিন্তু জটলার ভেতর থেকে দূর থেকে শট হয়েছে কুলদিয়াতি ছুটছেন কুলদিয়াতি বাইলাইনের কাছাকাছি জায়গা থেকে ক্রস করেছেন এবং দারুণ একটা ফ্লিক এরপর ইয়াসান তিনি কিন্তু মোহামেডান স্পোর্টিং ক্লাবকে পাইয়ে দিলেন সেই কাঙ্ক্ষিত লিডটা সেকেন্ড হাফে যে ধরনের ফুটবল খেলছিল তাতে একটা গোল সম্ভবত প্রাপ্যই ছিল সাদা কালোদের এবং ম্যাচের ডান দিকটা ধরে দারুণ একটা আক্রমণ সুলেমান দিয়াবাতে তার ক্রস ছিল এবং তাতে দেখুন দারুণ একটা ফ্লিক সেখানে করেছিলেন ইভান এবং প্লেন সেটা কিন্তু বুলেট গতির শট সেটা ফেরানোটাও কিন্তু এতটা সহজ ছিল না এবার কিন্তু ইয়াসান তিনি কিন্তু বক্সের ভেতর ঢুকে পড়েছেন
মোহামেডান স্পোর্টিং ক্লাবের দাবি ছিল পেনাল্টির, তবে ডাগ আউটে বেশ উত্তেজনা এই মুহূর্তে। উরু নাগাতা যে পাসটা দিয়েছিলেন ইয়াসানকে এবং রিয়াদুল হাসান রাফি প্রায় পুরোটা